အားလုံးမင်္ဂလာပါဒီနေ့ကတော့ဗောနော်ဒီကျွန်တော်တို့မလေးရှားမှာရောက်နေတဲ့ကချင်လူမျိုးတွေအတွက်လည်းဂုဏ်ယူရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဆရာစီရဲ့25နှစ်ပြည့်ကျွန်တော်တို့ငွေရတုမှာဒီကျွန်တော်တို့ကချင်ရိုးရာဒီပလိုင်းဗောနော်ကျွန်တော်တို့သမင်းဟင်းတွေဖြစ်တယ်ဗောအဲ့တော့ဒါကကျွန်တော်တို့ရိုးရာရဲ့အထွတ်မြတ်ထားတဲ့ဒီကျွန်တော်တို့သမင်းဟင်းပလိုင်းဖြစ်ပါတယ်အဲ့တော့ပလိုင်းကဖုံးထားတယ်ဆိုတော့ဘာမှမမြင်ရဘူးဗောနော်အဲ့တော့ကျွန်တော်တို့ရိုးရာအတိုင်းဒီမှာကျွန်တော်တို့ကချင်ခေါင်ရည်ပါတယ်ကျွန်တော်တို့ကြက်သားကြက်ဥတွေဒီကောက်ညင်းတွေအားလုံးထည့်ထားတယ်ဗောနော်အဲ့တော့ဒါကကျွန်တော်တို့ကချင်လူမျိုးတွေရဲ့ရိုးရာအစဉ်လာရှိတဲ့အတိုင်းကျွန်တော်တို့ကိုကူညီခဲ့တဲ့လူတွေကျွန်တော်တို့ရဲ့ညီအကိုတွေလေးစားရတဲ့လူတွေကိုပေးအပ်တာဖြစ်ပါတယ်အဲ့တော့လုံခဲ့တဲ့2021မှာပေါ့နော်ဒီကျွန်တော်တို့ CRC အကူအညီနဲ့ကျွန်တော်တို့ကချင်လူမျိုးတွေမြောက်များစွာလဲဒီမှာဒုက္ခတွေအဖြစ်ခံယူခဲ့ပြီးမှအခုတတိယနိုင်ငံဒီမှာရောက်နေကြပါတယ်အဲ့တော့ live မှာကြည့်တဲ့လူတွေလည်းဂုဏ်ယူနိုင်အောင်ကျွန်တော်အနေနဲ့ဒီနေ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူတွေအပါကျွန်တော်တို့အဲ့ချိန်မှာ CRC ကိုတည်ထောင်ခဲ့တဲ့ဖခင်ကြီးများကျွန်တော်တို့အကူကြီးများအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ဒီကျွန်တော်တို့ရဲ့ရိုးရာပလိုင်းကိုပေးအပ်ခြင်းဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဒါကိုရှေ့ဦးစွာပေးအပ်ခြင်းပါတယ်ဆရာယူလိုက်ကျွန်တော်တို့ဒီဟာကတော့ CRC အတွက်ကိုကျွန်တော်တို့ CRC ကိုထူထောင်ခဲ့တဲ့ကျွန်တော်တို့ဖခင်ကြီးတွေအတွက်ကိုဒီကျွန်တော်တို့ရိုးရာမနောတိုင်လက်ဆောင်ပေးအပ်တာဖြစ်ပါတယ်ပေါ့ဆရာနဲ့ကျွန်တော်တို့ကချင်ယူရာလက်ဆောင်ပေးတဲ့အတွက်ကြောင့်ကချင်ညီကိုရီကိုကျေးဇူးတင်တယ်လက်ဆောင်ကိုလည်းဝမ်ပန်တတလက်ခံပါတယ်ဆိုတော့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်โอเคကျွန်တော်တို့ဒီပလိုင်းနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ချင်းလူမျိုးကချင်လူမျိုးကျွန်တော်တို့တိုင်းသားပေါင်းစုံမြန်မာနိုင်ငံသားတွေအားလုံးကိုဂုဏ်ယူစေတဲ့ကျွန်တော်တို့ရဲ့ညီငယ်ဖြစ်မယ်အကိုလည်းဖြစ်မယ်ပေါ့နော်ညီပဲထင်ပါတယ်ကျွန်တော်တို့ဂျိုရှွာဗန်ကိုဂုဏ်ပြုဖို့ဖြစ်ပါတယ်ပေါ့အဲ့တော့ဒီကျွန်တော်တို့ကချင်ရိုးရာပလိုင်းကိုလက်ခံပေးဖို့ကျွန်တော်အနေနဲ့ဂျိုရှွာဗန်ကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ပြီအဲ့တော့ဒီကျွန်တော်တို့ဒီမလေးရှားမှာရောက်နေတဲ့က
ကချင်လူမျိုးတွေကိုစားပေါ့နော်ရှေ့ဆက်ပြီးမှလည်းဂျိုရှာဗန်အနေနဲ့အားလုံးကိုဂုဏ်ယူနိုင်တဲ့လူဖြစ်ပါစေအောင်မြင်တဲ့လူဖြစ်ပါစေတောင်းလဲဆုတောင်းပေးချင်ပါတယ်